အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာတော့ဘုသူသားရစေတဲ့အကြောင်းအရာတွေကိုအမြဲတမ်းတက်ဆက်ပေးတယ်ကျွန်တော်ရဲ့AKA YouTube channel လေးကနေကြိုဆိုလိုက်ပါတယ်ပေါ့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မောဒရာတရားစီရင်ခံနေတရားမှာတာတရားစီရင်ခံလေးပဲဖြစ်ပါတယ်နော်အဲဒါဆိုဇလန်းလေးကိုစားလိုက်အောင်ဗျဒီနေ့မှာမိခင်တယောက်ကသူ့ရဲ့ကလေးငယ်ကိုခေါ်ပြီးတော့ရေချိုးဖို့အတွက်ကန်တစ်ခုကိုသွားတယ်တဲ့အရင်ဆုံးအဲ့ကလေးကိုရေချိုးပြီးတော့အဝတ်စားတွေလဲပေးလိုက်တယ်တဲ့ပြီးတော့သူကိုလည်းရေချိုးတယ်ပေါ့နော်အဲ့လိုရေချိုးနေချိန်မှာထူးဆန်းတဲ့အမျိုးသမီးတယောက်ကရောက်လာတယ်တဲ့ရောက်လာပြီးတော့ဒီကလေးလေးကအိုးချစ်စရာကောင်းလိုက်တာဒါချင်းကလေးလေးလာလို့မေးတယ်မိခင်ကလည်းဟုတ်ပါတယ်ပေါ့ဒါကျမရဲ့ကလေးလေးပါလို့ပြန်ပြီးတော့ဖြေလိုက်တယ်အဲ့ဒီအမျိုးသမီးကဒီကလေးလေးကိုပေါ့နော်ခဏလောက်ရှိပြီးနိုးတိုက်လို့ရမလားလို့တောင်းဆိုလိုက်တယ်အဲ့ချိန်မှာမိခင်ကလည်းခွင့်ပြုလိုက်တယ်ပေါ့နော်ခွင့်ပြုလိုက်တဲ့အခါမှာအဲ့ဒီအမျိုးသမီးကကလေးလေးကိုရှိပြီးတော့ထွက်ပြေးသွားတယ်အဲ့ဒါနဲ့ပဲမိခင်ကဘာလုပ်တာလဲအကျမကလေးပါပေါ့ပြန်ပေးပါဆိုပြီးတော့လိုက်ပြီးတော့တောင်းတယ်တဲ့မိခင်ကလည်းကလေးကိုပြန်ဆွဲယူဖို့ကြိုးစားတယ်ဒါပေမဲ့အဲ့ဒီအမျိုးသမီးကလည်းလုံးဝပြန်မပေးတော့ဘူးတဲ့ဘာလို့ရှင်ကလေးလို့ပြောနေတာလဲဒီကလေးကကျမကလေးပါဆိုပြီးတော့မိခင်ကိုသူကပြန်ပြောတယ်တဲ့မိခင်ကလည်းပြန်ပြောတယ်ပေါ့မဟုတ်ပါဘူးဒီကလေးကကျမမွေးထားတဲ့ကလေးပါလို့ပြန်ပြောတယ်တဲ့နှစ်ယောက်သားအပြန်လဲညင်းခုန်ရင်းနဲ့ပဲနောက်ဆုံးမှာတော့ဘာဖြစ်လဲဆိုတော့မောဒရာရဲ့တရားစီရင်ခံရှိကိုရောက်လာကြတယ်တဲ့အော်ရတဲ့နေကြားထဲကနေပြီးတော့မောဒရာကနှစ်ယောက်စလုံးကိုအထက်ကိုခေါ်လာခဲ့ဆိုပြီးတော့နှမ်းပြီးអော်လိုက်တယ်တဲ့နှစ်ယောက်စလုံးကမောဒရာရဲ့ရှေ့မှာရက်နေကြတယ်တဲ့မောဒရာကတယောက်ချင်းစီကိုကြည့်ပြီးတော့ကလေးကဘသူကလေးလဲလို့မေးတယ်တဲ့နှစ်ယောက်စလုံးကတပြိုင်တည်းကျမကလေးပါလို့ဖြေကြတယ်တဲ့မောဒရာကခဏစဉ်းစားလိုက်တယ်တဲ့ပြီးတော့ကလေးကိုဘယ်သူစီပေးရမလဲဆိုတာကိုစကားနဲ့ဆုံးဖြတ်လို့မရဘူးအမှန်တရားကိုစမ်းသပ်ပြီးဆုံးဖြတ်မယ်လို့ပြောလိုက်တယ်တဲ့အားနဲ့ပဲမောဒရာကမြေပြင်ပေါ်မှာမြေတစ်ချောင်းကိုဆွဲလိုက်တယ်တဲ့ပြီးတော့ကလေးတွေကိုအဲ့ကလေးကိုပေါ့နော်မြင်းရဲ့အလဲမှာထားလိုက်ပြီးတော့အဲ့နောက်မှာအဲ့အမျိုးသမီးနှစ်ယောက်ကိုတယောက်ကကလေးရဲ့လက်နှစ်ဖက်ကိုကိုင်းနောက်တစ်ယောက်ကကလေးရဲ့ခြေထောက်နှစ်ဖက်ကိုကိုင်းဆိုပြီးတော့ကိုင်းခိုင်းတာတဲ့ပြီးတော့အဲ့ကလေးကိုမြင်းကြော်ပြီးတော့ကိုယ့်ဘက်စီကိုဆွဲယူနိုင်တဲ့သူကကလေးရဲ့မိခင်ဖြစ်တယ်လို့မောဒရာပြောလိုက်တယ်တဲ့လူတွေကအားသင့်သွားကြတယ်ပေါ့မောဒရာကဘယ်လိုလုပ်မလဲဆိုပြီးတော့ပေါ့နော်လူတွေကအားသင့်သွားကြတယ်အမျိုးသမီးနှစ်ယောက်ကလည်းကလေးကိုကင်လိုက်ကြပြီးတော့တယောက်ကလက်တွေကိုကင်ထားတယ်တယောက်ကခြေတွေကိုကင်ထားတယ်ပေါ့ကလေးတွေရဲ့အမှပဲကင်ထားပြီးတော့မောဒရာကဘယ်လိုပြောလိုက်လဲဆိုရင်ကဲစတင်ပြီးတော့ဆွဲကြတော့ဆိုပြီးမောဒရာပြောလိုက်တဲ့အခါမှာအမျိုးသမီးနှစ်ယောက်ကကလေးကိုကိုယ့်ဘက်ကိုပေါအောင်ဆွဲကြတယ်အဲ့လိုဆွဲတဲ့အခါမှာကလေးကနာတာပေါ့နော်ကလေးကနာကျင်ပြီးတော့ငိုပါလေရောအော်ဟစ်ပြီးတော့ငိုတယ်အမေဆိုတဲ့သဘောနဲ့ဟိုယူတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒီချိန်မှာထူးခြားတဲ့တစ်ခုဖြစ်လာတယ်တဲ့မိခင်စစ်ဖြစ်တဲ့အမျိုးသမီးကကလေးငိုတာကိုမခံစားနိုင်တော့ဒီကလေးရဲ့ငိုတံကိုကြားလဲကြောက်မိခင်စစ်ကသူ့ရဲ့ရင်ထဲမှာမခံစားနိုင်တော့ပဲနဲ့သူမရဲ့လက်တွေကတဖြည်းဖြည်းနဲ့မလုပ်လဲဆိုရင်ဒီကလေးကိုကင်ထားတာကိုလှုပ်ပေးလိုက်တယ်တဲ့မျက်ရည်တွေကျလာပြီးတော့ပေါ့နော်တော့ပါတော့ကျမကလေးကိုမနာစေခြင်းစီဘူးဒါကြောင့်မလို့သူ့ကိုလှုပ်ပေးလိုက်ပါပြီဆိုပြီးတော့ပြောပြီးတော့လှုပ်ပေးလိုက်တယ်ဒါပေမဲ့တစ်ဖက်ကအမျိုးသမီးကတော့ကလေးငိုနေတာကိုတော့မှဂယုမဆိုင်ပဲနဲ့သူကဆက်ပြီးတော့ဆွဲနေတယ်မော်ဒရာကအားလုံးကိုအစားအနေဆုံးကြည်နေတာပေါ့နော်ခဏကြာမှလက်ထဲကနေကလေးကိုပြန်ယူလိုက်ပြီးတော့ရပြီအမှန်တရားကိုငါသိလိုက်ပြီဆိုပြီးတော့ပြောလိုက်တယ်တဲ့တရားစီရင်တဲ့မှာလူတိုင်းကဘာဖြစ်နေကြလဲတိတ်ဆိတ်နေပြီးတော့ကြည်နေကြတယ်တဲ့မော်ဒရာကအမျိုးသမီးနှစ်ယောက်ကိုကြည့်ပြီးတော့မိခင်စစ်ဆိုတာကိုကလေးကိုရယူဖို့အတွက်ကလေးကိုနာကျင်အောင်လုံးဝသူမဟုတ်ဘူးကလေးနာကျင်နေတာကိုမြင်ရင်ကိုယ့်အခွင့်အရေးကိုတော့ဆွန့်လွတ်ပြီးတော့ကလေးကိုကယ်တင်ခြင်းမဲ့သူမျိုးဖြစ်တယ်လို့ပြောတယ်တဲ့ပြီးတော့ကလေးကိုမိခင်စစ်ထံပြန်ပေးလိုက်တယ်တဲ့မိခင်ကကလေးကိုရင်ခွင်ထဲမှာတင်းတင်းကြပ်ကြပ်ဖတ်ထားပြီးတော့မျက်ရည်ကျနေတယ်ကျေးဇူးတင်ပါတယ်အရှင်မောဒရာလို့ပြန်ပြောတယ်မောဒရာကတော့မိခင်မြတ်တာကိုစကားနဲ့တက်တည်ပြဖို့မလိုပါဘူးအခက်အခဲကြုံလာတဲ့အချိန်မှာကိုကလေးအတွက်ဘယ်လောက်ထိဆွန့်လွတ်နိုင်တယ်လဲဆိုတာကအမှန်တရားကိုပြပေးတယ်လို့ပြောလိုက်တယ်တဲ့နော်အဲ့ဒါနဲ့ပဲမိခင်စစ်ပေါ်ပေါက်သွားတယ်ပေါ့ကလေးတို့ရဲ့ဒီမောဒရာရဲ့တားတရားစီရင်ခံလေးမှာကလေးတို့အနေနဲ့ဗာလေးတွေသင်ခန်းစာရမလဲဆိုတော့
မောဒရာကဘသူစကားကိုပိုကောင်းတယ်ဆိုတာကိုမကြည့်ပဲနဲ့ကလေးပေါ်မှာထားတဲ့မိခင်ရဲ့မေတ္တာတရားတွေကိုစမ်းသပ်ပြီးအမှန်တရားကိုပေါ်ပေါက်အောင်လို့ဖော်ထုတ်ခဲ့တာပါဒီဇလန်ကနေပြီးတော့ကလေးတို့အနေနဲ့ဘယ်လိုသင်ခန်းစာရနိုင်မလဲဆိုရင်အမှန်တရားဆိုတာကိုစကားနဲ့ပဲသက်သေပြနေလို့မရဘူးလောက်ရတွေနဲ့လည်းသက်သေပြဖို့လိုတယ်ဆိုတာကိုသင်ခန်းစာလေးရရှိမှာပဲဖြစ်တယ်ပေါ့နော်ဒါကြောင့်မလို့ကလေးတို့အနေနဲ့လူတရားကိုဆုံးဖြတ်တဲ့အခါမှာသူပြောတဲ့စကားတစ်ခုလေးကိုပဲမကြည့်ပဲနဲ့သူ့ရဲ့လောက်ရက်ကိုလည်းကြည့်တတ်ဖို့လိုတယ်ပေါ့နော်ဒါအပြင်မောဒရာရဲ့ဉာဏ်ပညာကြီးမားမှုတွေကိုလည်းကလေးတို့အနေနဲ့သိမြင်ရမယ်ပေါ့နော်ဇလန်လေးရောက်တာပါပဲ